လိုအပ်နေတဲ့အတိုင်းအတာဒုက္ခရောက်တာလေးတွေကိုဒီကလေးတွေနဲ့တွေ့တော့လုပ်ပြီးတော့ဦးအနေနဲ့အဆင်အများကြီးပြေသွားပါတယ်တော်တော်လေးလည်းအဆင်ပြေပါတယ်ဒီကပုံမှန်မဆိုးလာအောင်လို့ကျွန်တော်လေ့ကျင့်ခန်းလုပ်ဖို့လိုတယ်ပေါ့နော်အဲ့မှာတော့အစ်စ်တိုင်းလေ့ကျင့်ခန်းဒီလုပ်ကြည့်ရအောင်ပေါ့နော်ဘယ်လိုစဖြစ်လဲဆိုတော့အခုလိုပဲနေရင်ထိုင်ရင်လည်းပဲသူ့ဘာသူဖြစ်သွားတာပဲလို့မျိုးတဖြည်းဖြည်းဖြစ်သွားတာပဲလုံးလုံးလဲသွားတာတော့မဟုတ်ဘူးနော်တဖြည်းဖြည်းနဲ့နေရင်နဲ့ပိုဆိုးပြီးတော့ပဲဖြစ်သွားတာအဲ့လိုမျိုးပြုံးတဲ့တိုင်းငယ်တော့ဖြစ်တာမဟုတ်ဘူးတဖြည်းဖြည်းသွားရင်သွားပထမဖြစ်တယ်နည်းနည်းဖြစ်လာတော့စေကန်းသွားပါနာလှုပ်တယ်တောင်မွေးနဲ့သွားတယ်တောင်မွေးနဲ့သွားရင်နဲ့နောက်တောင်မွေးနဲ့သွားလို့မရတော့ပြန်ဘူးအဲ့ဒါနဲ့တခြားအကူနဲ့သွားတယ်တခြားအကူနဲ့သွားရင်ကနေပြီးတော့တခါအကူနဲ့မရတော့ပြန်ဘူးလူနဲ့မှတခါသွားလို့ရပြန်တယ်အဲ့လိုဖြစ်အခုနောက်ပဲဆိုကြတော့ပွဲပေးမှထူပေးမှအဲ့လိုမျိုးဖြစ်သွားတယ်ကနေပြတော့စေကန်းတွေကဘာလုပ်လဲဆိုတော့ကိုသွားတဲ့ပုံစံကိုကြည့်တယ်လေဖြတ်တယ်လေဖြန်းတယ်ဆိုပြီးလေသေးတွေပေးတယ်လေသေးလုတ်တယ်ဒါပေမဲ့မသက်တာကိုပို့ဆိုးလာပဲရှိတယ်တဖြည်းဖြည်းပို့ဆိုးလာပဲရှိတယ်အခုဒီဟိုတည်းကြမှာ2025ကဆိုကလေးနဲ့တွေ့တော့မှနော်ကလေးတွေကလေ့ကျင့်ရေးလုပ်ဖို့ကနီးစနစ်တွေပြောတယ်နော်သူတို့ကိုယ့်ရဲ့အားလုံးဟိုတည်းပြုတဲ့ဟာကိုသူတို့လုပ်ပြီးတော့ကိုအဲ့ဒါလေးလိုက်လုပ်တယ်လိုက်လုပ်တော့နည်းနည်းတော့အဆင်ပြေလာတယ်လို့ဖြစ်လာပါတော့ခြေထောက်ကလေးတွေလက်ကလေးတွေအဲ့လိုမျိုးတကယ်မတန်ဆွမ်းနေတဲ့လူတွေကိုလိုအပ်ချက်လေးပေးရတော့သူတို့လေးအဲ့လိုလုပ်ပေးနိုင်တာကိုကြည့်ပြီးတော့ဂုဏ်ယူမိရယ်သူတို့ဖွဲ့လေးရှိပါလားဆိုတာကိုလည်းအခုမှသိရတဲ့အတွက်ပီတိဖြစ်တယ်အစတော့မသိဘူးရွာတွေမှာဆိုတော့နားမလည်ခဲ့ဘူးသူတို့ဖွဲ့လေးအခုလိုမျိုးလှုပ်ပေးနေတကယ်လှုပ်ပေးပါလားဆိုတော့အဲ့လိုမျိုးကိုယ်တွေလည်းလှုပ်ပေးရကြုံနဲ့တော့ဂုဏ်ယူမိရယ်သူတို့ဖွဲ့ဆောင်ရွက်ပေးတာပထမတော့သူတို့လာတယ်လေ့ကျင့်ခန်းလုပ်ဖို့ပါညာတော့အဲ့လိုပေါ့ကိုယ့်ရဲ့ဖြစ်စဉ်ကိုသူတို့မှတ်ချက်ယူတယ်လေ့ကျင့်ခန်းလုပ်ဖို့ကသင်တန်းတွေပေးတယ်နောက်ပဲဆုံးကြတော့ကိုယ့်ရဲ့တကိုယ်ရည်ပေါ့နော်အသုံးဆောင်ပစ္စည်းတွေလှူဒန်းတယ်နေဖို့ထိုင်ဖို့တွေဒီမှာပေါ့ဒါသူတမန်တလင်းတွေပါပေါ့သူတို့လုပ်ပေးတာပေါ့နော်ဒီကလေးလုပ်ပေးခဲ့တာပါပဲအဲ့တော့ကိုသွားရေးလာရေးလေးတွေအဆင်ပြေတယ်နော်ကိုယ့်ရဲ့ဒီမတန်ဆွမ်းရဲ့လိုအပ်ချက်ဥစ္စာလေးတွေသူတို့ကဖြည့်ဆည်းပေးတာပေါ့နော်ဖြည့်ဆည်းပေးတော့ဦးအနေနဲ့ဟိုခါတိုင်းနဲ့ဆိုင်အများကြီးအဆင်ပြေသွားပါပေါ့နော်သွားရေးလာရေးရမှာအစနေရေးထိုင်ရမှာအစဆိုတော့ဒါလေးမှမြေကြီးပေါ်မှာပေါ့နွေရာသီကြတော့ပူတယ်မနေနိုင်ဘူးအိမ်ပေါ်မှာတော့ဒီမြေကြီးလေးပေါ်မှာနေတော့သူတို့အဲ့ဒါလေးလှုပ်ပေးတယ်TMN အဖွဲ့ကိုဗာပြောချင်တော့ဆိုကျေးဇူးတင်တယ်အခုလိုမျိုးသူတို့တွေလာလုပ်ပေးတယ်အိမ်တီးအိမ်ရောက်တွေလူနာတွေကိုလည်းမငြီးမညူဘူးဘယ်လိုပြောမုံဆိုရင်တော့နှွေးထွေးမှုလေးတွေပြီးတယ်ပေါ့နော်အဲ့တော့လူနာတွေကလည်းစိတ်ရထက်တန်လာတယ်အခုဆိုခုနဦးတန်းထွန်းတို့လိုလူနာမျိုးဆိုလို့ရှိရင်ဆီယမလေးနဲ့တွေ့လိုက်တဲ့အခါမှာသူတို့အရင်တော့ဘယ်လိုပြောမလဲစိတ်တက်တွေကြာနေတယ်ဒီဆီယမလေးရဲ့အားပေးမှုလေးတွေလေ့ကျင့်ခန်းလေးတွေတင်တန်းတွေလည်းတက်တယ်သူတို့သိလားအဲ့တော့သူတို့လေ့ကျင့်ခန်းတွေလုပ်တော့လူနာရလည်းပျော်ရွှင်တယ်ကိုယ်တွေလည်းသဘောကျတယ်ဒီအဖွဲ့အစည်းမျိုးလေးရှိအောင်ဝန်ထမ်းတွေကိုလည်းကျေးဇူးတင်တယ်ဝန်ထမ်းတွေကလည်းအရန်သဘောကောင်းတယ်မတန်ဆွမ်းသူတွေအတွက်ဒီတဲ့မကလှုပ်ပေးနိုင်ပါသေးလို့ပဲကျွန်တော်ကတော့ဆုတောင်းကြပါတယ်နော်ဒီတဲ့မကလည်းကျွန်တော်တို့မတန်ဆွမ်းလူတွေအတွက်ကိုအရာရာကိုတော့ဆောင်ရွက်ပေးနိုင်ကြပါသေးလို့ဆုတောင်းပါတယ်ကျွန်တော်